တစ်ဝင်လာပြန်လာပြီပေါ့နော်ကျွန်တော်တို့ထိုင်းနဲ့ထိုးတဲ့ပွဲမှာကျွန်တော်ပူးသွဲသိရည်နဲ့ပဲပျောက်သွားတာပေါ့နော်နေစားပုံစံတိုင်းပဲတို့ကျွန်တော်ထင်တယ်ပေါ့နော်တစ်ဝင်လာပြန်လာပြီဆိုတော့ဒါဝမ်းတာတာပေါ့နော်ဒါပေမဲ့ရိုးရထက်မှာတော့တစ်ဝင်လာတော့အကောင်းဆုံးဆိုတာလည်းညင်းပယ်လို့မရဘူးပေါ့နော်ဒါရိုးရတယ်သူ့ဘက်သူပေါ့အကျင့်ဖြစ်နေပြီနော်သူဘောင်းမိလိုက်တာကြီးဘလို့မှပြင်လို့မရတော့ထင်တယ်သူအကျင့်ကြီးဖြစ်နေတယ်ပေါ့နော်ဟိုတည်ရတော့ကြွားဒါပေမဲ့ကောင်တာလက်တီကြောက်ပဲအင်စားချီမျိုးပဲကျွန်တော်ပြန်မြင်တယ်အင်စားကားပဲပြန်မြင်တယ်ဒါပေမဲ့ဝမ်းလာဖို့ဆိုရင်တော့ဒီမျိုးရိုးရချီတွေဖြောက်မှတော့ရမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့နည်းနည်းတော့ကြွားသလားလို့အင်စားထက်တော့ဒါပေမဲ့ကောင်တာလက်တီနဲ့ပြန်လိုက်တယ်ဒါပေမဲ့ဒီထိုင်းနဲ့မြန်မာနဲ့ပွဲစဉ်မှာရှစ်ခုခုမှာကျင်းပါတယ်ပေါ့နော်ကြည့်ချင်တော့ဒီမှာကျွန်တော်လင့်နေချတာအိမ်မှာပဲတကြည့်လိုက်ပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ဘာတော့တော်တော်ရုပ်ရပါပါလေစုချင်းဝင်ဘတ်သိန်းတို့7000တို့ပါဆိုမြန်မာငွေ300ကျော်လောက်သူတောက်သွားပါတယ်နော်ဒါလည်းပြောပြခြင်းဖြစ်ပါတယ်တူတူဝင်လာပြန်လာပြီဆိုတာချိုးဆိုတော့တူတူဗလိုင်းဖန်တွေရှိပြီပေါ့နော်အားကြောင့်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မဝလို့ပါကျွန်တော်ဝမ်းချင်မြန်တဲ့လောဘတဲ့တင်းတွေ US တဲ့တင်းအမြဲတင်ဆက်ပေးနေတဲ့မဝလို့ပါဘိုင်ဘိုင်